မရှိဘူး big picture တမားတယ်ပေါ့လူတွေရဲ့အာယုံစိုက်မှုကိုအမြင်လိုချင်နေတော့တခါတလေအပေါ်ရန်ဆန်လဲအတ္တကြီးရဲ့လို့အထင်ခံရနိုင်တယ်စာအုပ်ထဲက Gustav ဆိုတဲ့ conference မှာသူပဲတစ်ချိန်လုံးစကားလူပြောနေတဲ့လူမျိုးပေါ့ဒါပေမဲ့လူငင်းကွင်မှာအသေးစိတ်ကအရေးကြီးတဲ့အခါကြီးရှိတယ်လေအဲ့ဒီအခါအဝါရောင်ထိုက်ကလူတွေနဲ့အဆင်ပြေအောင်မလို့လုပ်ရမလဲဆိုတာစာအုပ်ထဲမှာအကြံပေးထားတာရှိလားကောင်းတယ်မေးခွန်းပဲစာအုပ်ကအကြံပေးတာကအဝါရောင်တွေကိုအသေးစိတ်အလုပ်တွေလုပ်ခိုင်းမယ်ဆိုရင်အဲ့ဒီအလုပ်ရဲ့နောက်ွယ်ကပျော်စရာကောင်းတဲ့အလားအလာလူမှုရေးအရာအကျိုးမြတ်ဥမအဖွဲလိုက်အောင်မြင်မှုဒီကိုချိတ်ဆက်ပြဖို့လိုတယ်တဲ့။အော်ပြီးတော့သူတို့ကိုချီးကျူးဖို့အတိအမှတ်ပြုဖို့မမေ့နဲ့သူတို့ကအဲ့ဒါကိုတောင်းတကြတယ်သူတို့ကိုဝေဖန်ဖို့ကြတော့ပို့တောင်ခတ်သေးတယ်ဘယ်လိုခတ်တာလဲသူတို့ကပျော်ပျော်နေတတ်တော့ဝေဖန်တော့မပေါ့ပေါ့ပဲသဘောထားမှာမဟုတ်ဘူးလားအပြင်းပန်းနဲ့မတူဘူးသူတို့ကစိတ်ခံစားချက်နုနယ်တတ်တယ်ဝေဖန်မှုကိုရေးကိုယ်တာတိုက်ခိုက်မှုလို့မြင်လွဲတယ်နောက်ပြီးသူတို့ရဲ့ selective memory ကြောင့်မကြိုက်တဲ့ဝေဖန်ချက်တွေကိုလိလိရှုပြတတ်တယ်ဟုတ်လားဒါကြောင့်သူတို့ကိုဝေဖန်မယ်ဆိုရင်တိကျတဲ့ဥပမာတွေနဲ့ဖြစ်နိုင်ရင်လူကြားထဲမဟုတ်ပဲနေရောက်တဲ့ပြောရမယ်ပြီးတော့တခါပြောရုံနဲ့မရဘူးစိတ်ရှိနဲ့ဇွဲရှိနဲ့ထခါတတိပြင်းနေရနိုင်တယ်ကဲဒါဆိုနောက်အယောင်အစင်းရောင်ကိုကြည့်အောင်လွယ်များစုကဒီရောင်နဲ့နီးစပ်တယ်လို့ဆိုထားတယ်နော်သူတို့ကဘယ်လိုလူတွေလဲအဝါတွေလို့လူမှုရေးကောင်းကြလားလူမှုရေးကောင်းတာတော့တူပေမဲ့ပုံစံကကွဲတယ်အစင်းရောင်တွေကတည်ငြိမ်တယ်ဖော်ရွေတယ်စိတ်ရှည်တယ်ကူညီတတ်တယ်အားကိုးရတယ်နားထောင်အားအယံကောင်းတယ်သူတို့ကဖွဲ့စည်းနဲ့တဟဇရာဖြစ်အောင်နေတတ်တယ်ဆက်ဆံရေးကိုအလေးထားတယ်အဝါတွေလိုရှီရန်ထွက်ဒီဝကွာကာလက်တာမျိုးထက်နောက်ွယ်ကနေအေးဆေးဆေးပန်ဖို့ဖေးရတာကိုပူကြိုက်တယ်မြာတမှုကိုအယံတံပိုးထားတယ်ဟုတ်ပြီစာအုပ်ထဲကမာချာဆိုတဲ့ယုံဝန်ထန်ဥပမာလူသားရဲ့မွေးနေ့မှတ်မိတာဘလောက်အလုံးရှုံနေပါစေကူညီဖို့အသင့်ရှိတာလက်ဆဲဆိုတဲ့ဘသူကမှဆိုကူညီဖို့လက်မနေတဲ့သူငယ်ချင်းဟုတ်တယ်နောက်ပြီးဟဲလနာဆိုတဲ့အယောင်ဝန်ထန်ကနားထောင်နေရင်းနဲ့ကိုပစ္စည်းရောင်းလိုက်နိုင်တာမျိုးဒါတွေကတကယ်ကိုနှွေးထွေးတဲ့ပုံရိပ်တွေပဲဒါပေမဲ့သူတို့ရဲ့အားနည်းချက်ကကောအစိမ့်တွေရဲ့အကြီးမားဆုံးစင်ခေါ်မှုကအပြောင်းလဲပဲသူတို့ကတင်ငိမ်မှုကိုကြိုက်တော့ရုပ်တရက်အပြောင်းလဲတွေကိုလက်ခံဖို့ခတ်တယ်ကြောက်တတ်တယ်စာရေးသူရဲ့အမေဥပမာလို့ပေါ့တားပြန်လာလို့အစီအစဉ်နည်းနည်းလေးလွဲသွားတာနဲ့စိတ်ရှုပ်သွားတာမျိုးအော်ဟုတ်နောက်တစ်ခုကပฏิပတ်ခကိုရှောင်လုံးတာမဂျင်နတာရှိလဲမျိုးတိတ်ထားတတ်တယ်စာဝဲဘော်ကပုံနေတဲ့အမိုက်ပုံဥပမာလိုပဲအစင်မပြေတာကိုမြင်နေပေမဲ့ဗတိမမပြောတော့အခြေအနေကပိုဆိုးသွားနိုင်တယ်သူတို့ကတွန်းပြောင်မှုနည်းနည်းနေတယ်ဆုံးဖြတ်ချက်ချဖို့တွန့်ဆုတ်တတ်တယ်တခါလေကိုယုံကြည်ချက်ကိုခေါင်းမှာစာစုပ်ကိုင်းထားတတ်တယ်စာအုပ်ထဲမှာတော့ pig-headedness လို့တုံးထားတယ်လူကျင်တာကိုလည်းတိုက်ရိုက်မပြောတတ်ဘူးခရစ်စတိုဖာဆိုတဲ့ boiler ပြင်ကျင်တဲ့လူရဲ့ဥပမာလို့ပေါ့အဲ့ဒီခရစ်စတိုဖာဥပမာကတော်တော်ရဲတယ်တကယ်လိုတာကအကူအညီရင်းနဲ့ပတ်ဝန်းကျင်အကြောင်းနဲ့ရှောက်ပြောနေတာဒါဆိုအစိမ့်တွေကိုဝေဖန်ဖို့ကပိုတော့နူးညံ့ရမယ်တပေါ်လားသူတို့ကအတိပတ်ခတ်ရှောင်နေဆိုတော့အတိအကျပဲအရန်ကိုတတိထားပြီးညင်ညင်သားသားချင်းခါရမယ်သူတို့စိတ်ထိခိုက်ပြီးကိုရှောင်းဖေလောင်းဒါမှမဟုတ်စိတ်တစ်ခါပိတ်တော့မလုံးမိဖို့ရည်ကြည့်တယ်လူကိုတိုက်ခိုက်တာမျိုးမဟုတ်ပဲအဖြူမှုကိုပဲအာယုံဆက်ရမယ်ဟုတ်ကဲ့ခင်ဗျားကမြဲနောက်ကျတာပဲအစားနောက်ဆုံးစီဝေး၃ချိန်စလုံးခင်ဗျားနည်းနည်းနောက်ကျနေတာတတိထားမိလို့ပါဆိုတာမျိုးတိတိကျကျပြောရမယ်သူတို့ရဲ့ခံစားချက်ကိုအတိမပြုကြောဖျက်ဖို့လည်းရည်ကြည့်တယ်ဟုတ်ပြီနောက်ဆုံးအယောင်အပြာရောင်ကိုတွားလိုက်အောင်သူတို့ကတော့စနစ်ကျအချက်လက်ဦးစားပေးသမားတွေဆိုပါတော့မှန်ပါတယ်အပြာရောင်လေတာစဉ်းစားဆင်ခြင်တတ်တယ်အသေးစိတ်ကြတယ်ကျိုးချောင်းစီလျော်မှုကိုအလုံးအလေးထားတယ်ရေရသွေးကိုဦးစားပေးတယ်ပြည့်စုံမှုကိုလိုလားတယ်သူတို့ကဘာမစိုးမလုပ်ခင်ကျူးတင်ပြင်ဆင်မှုအပြည့်အစုံလုပ်ချင်ကြတယ်အချက်အလက်တွေအသေးစိတ်အချက်အလက်တွေကိုအသေးချာစုဆောင်သုံးသပ်ပြီးမှဆုံးဖြတ်တတ်ကြတယ်လူငန်းပေါ်အာယုံစိုက်မှုကအနီလည်းနဲ့ဆင်ပေပဲသူကအရှိန်အဟုန်ထတိကျမှန်ကန်မှုကိုပိုဦးစားပေးတယ်စာရေးသူရအဖေဥပဝါပေါ့ကြောက်စရခင်တာတော့အတေချက်တွတ်ချက်ပြီးလှောဆောက်တမီတာကို1စင်တီမီတာဖြစ်ရမယ်ဆိုတာမျိုးဟန်ဆိုတဲ့သူငယ်ချင်းကအင်တသက်မှာဗီဒီယိုတကားနည်းနည်းလေးစောင်းနေတာကိုချက်ချင်းမြင်တာဟုတ်ပါနောက်ပြီးတနန်းတစ်ခုဝယ်ဖို့အချက်အလက်အားလုံးကိုစုပြီးမှဆုံးဖြတ်မဲ့ CEO ဒါတွေကတကယ်ပြောင်စရိတ်ဒီပဲဒါပေမဲ့ဒီလိုအသေးစိတ်လုံးတာကပြဿနာမဖြစ်နိုင်ဘူးလားဖြစ်နိုင်တာပေါ့အတိတ်ကအားနည်းချက်ကနေခွေးခြင်းပဲအချက်အလက်အလုံးပြည့်စုံစောင့်နေရင်သုံးသက်နေရင်လည်းအချင်းကုန်သွားတယ်ဒါကြောင့် analysis paralysis ဖြစ်လွယ်တယ်နောက်ပြီး
သူတို့ကအရေးသွေးကိုအရန်အလေးထားတော့တခြားသူတွေရဲ့အမာယွင်တိတိလေးတွေကိုတော့ထောက်ပြတယ်လို့အပြစ်ရှာလုံးတယ်လို့အထင်ခံရနိုင်တယ်သူတို့ကခန်းစားချက်ကိုတိတ်မပြတော့ခက်တီတီနေတယ်အေးဆက်တယ်ခင်းဖို့ခက်တယ်လို့ထင်နိုင်တယ်အတိအဆန်ကိုစမ်းသပ်ဖို့စွန့်စားဖို့တွန့်ဆုတ်တတ်တယ်အိုက်ဂီယာဘရီဘော့ကတည်းကဥပမာလို့ပေါ့ဟာသူတို့ကအယွင်းစာအုပ်ကိုတေးကြဖက်ပစ္စည်းစစ်ဝတ်ဦးအရေးအတွက်အားလုံးတေးကြမှစတတ်ခြင်းပါဟုတ်ပါပြီကျွန်တော်တို့အားလုံး IKEA pre-book ကတည်ရင်အညွန့်စာအုပ်ကိုအခါဖတ်ဖို့တဲ့အပြာရောင်ဆန်ဆန်သူငယ်ချင်းတယောက်တော့ရှိကြမှာပါဟာကဲသူတို့ကိုဝေဖန်ဖို့ကြတော့အချက်အလက်တွေအမွားကြီးပြင်းဝရမယ်သဘောပေါ့တိကြပြောတာဟုတ်တယ်အပြာရောင်တွေကိုဝေဖန်မယ်ဆိုရင်ခန်းစားချက်အခြေခံပြောလို့လုံးဝမရဘူးအချက်လက်ခိုင်မာကြိုးချမ်းစီလို့တဲ့အရှင်ပြချက်တွေလို့တယ်ကိုယ့်ရဲ့အကြံပြုချက်ကိုထောက်ခံတဲ့အထောက်ထားတွေပြနိုင်ရင်ပိုကောင်းတယ်စကားပြောတဲ့ခါမှာလည်းကိုရေးကိုတာဆန်တဲ့စကားလုံးတွေဆွဲချက်တွေကိုရှောင်ရမယ်ပြီးတော့သူတို့ကအသေးစိတ်မီးဟုံးတွေမေးလာမှာကိုကြိုတင်ပြင်ဆင်ထားရမယ်သူတို့ကျင်းတဲ့လောက်တဲ့အဖြေတွေပြင်နိုင်ဖို့လိုတယ်အယောင်လေးမျိုးလုံးရဲ့အာသာချက်အားနည်းချက်ဝေဖန်ပုံတွေကိုဆွေးနွေးပြီးပြီဆိုတော့သူတို့အချင်းချင်းဘယ်လိုဆက်ဆံကြမလဲကိုဘယ်လိုလိုက်လို့ညီသွေးဖြစ်အောင်ညှိယူမလဲဆိုတာကိုဆက်ရအောင်သူတို့ရဲ့ကိုဟန်မွေးရာတွေတောင်ကွာတယ်ဆိုဟုတ်တယ်စောက်ထမှာဂျမ်ဖျင်ဖော်ပြထားတာကအနီအေကတရိပ်မျက်လုံးချင်းစုံတယ်လက်ဆွဲနှုတ်ဆက်ရင်တင်းကြပ်ဆိုကြိုက်တတ်တယ်ဟမန်ပြတ်တာတယ်အဝါတွေကဖော်ရွေးတယ်အမူအရာပုံရတယ်နည်းနီးကပ်နေတတ်တယ်စိမ့်ဒီကတက်တောင့်ထက်တာပုံစံနည်းနောက်ခုရိုင်းနေတတ်တယ်မျက်လုံးချင်းတဲ့စိုက်ကြည့်တာကိုရှောင်တတ်တယ်အဖျားတွေကတော့ခက်တီအမူအရာနဲတယ်ကိုယ်ပိုင်နေရာ personal space ပိုလိုချင်တတ်တယ်ဒါတွေကရေပြည့်လက္ခဏာတွေဆိုပေမဲ့လူတယောက်ရဲ့အယောင်ကိုခန့်မှန်းဖို့အထောက်အကူဖြစ်နိုင်တယ်အဲ့ဒီတော့ Stewart လိုအနီရောင်တဲ့သေးကမေဂျာလိုအစိမ်းရောင်ဝန်တန်းကိုတိုက်ရိုက်ကြီးသွားအောင်ငေါ့လိုက်ရင်မေဂျာကလုံးဝစိတ်တက်ကြပြီးအလုတ်ထွက်သွားနိုင်တယ်မျိုးပေါ့ဟုတ်တာပေါ့ဒီလိုအခြေအနေတွေမဖြစ်အောင်ဘယ်လိုချိန်ညိရမလဲအဲ့ဒါအဓိကအချက်ပဲကိုဆက်ဆံမဲ့သူရဲ့ဖြစ်နိုင်ခြေရှိတဲ့အယောင်ကိုခံမှန်းပြီးကိုယ့်ရဲ့ဆက်ဆံပြောဆိုပုံကိုချိန်ရဖို့ပဲစာအုပ်ကအကြံပြုထားတာကဟုတ်ကဲ့အနီနဲ့ဆိုတိုလိုရင်အချက်လက်ခြေဖြူပြောအချိန်မဆွဲပါနဲ့အဝါနဲ့ဆိုနည်းနည်းပျော်စရာစိတ်ဝင်စားစရာကောင်းအောင်ပြောသူတို့ရဲ့စိတ်ကူးတွေကိုအတိမတ်ဖြူပါချီးကျူးပါအင်းအစိမ့်နေဆိုစိတ်ရှည်ပါဖော်ရွေပါလုံကြုံတယ်လို့ခံစားရအောင်အမခံချက်ဖေးပါသူတို့ရဲ့ခံစားချက်ကိုထဲ့သွက်အပြားနဲ့ဆိုအချက်အလက်အတိကျကြိုးကြောင်းစီလျော်စွာပြောပါအသေးစိတ်မေးခွန်းတွေအတွက်ပြင်ဆင်ထားပါဟုတ်ပြီဒီလို line လျောင်းညီတွေပြုမှုခြင်း adaptability ကအရေးကြီးဆုံးပဲtelecom manager တွေရဲ့လိချင်းခံဥပမာမှာအယောင်ဆုံးပိုက်အဖွဲ့ကအကောင်ဆုံးလှုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာကလည်းအဖွဲ့တစ်ခုမှာမတူကွေးမြတ်မှုတွေရှိခြင်းအားသာချက်ကိုပြတယ်မှန်တယ်နောက်ဆုံးတော့စက်သွင်းမှုအောင်မြင်ခြင်းမအောင်မြင်ခြင်းကပြောတဲ့သူထက်လက်ခံတဲ့သူရဲ့နားလည်မှုအပေါ်မှာပဲမူတည်နေတယ်ဆိုတာပါပဲကောင်းပြီဒါဆိုရင်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုခြုံငုံရရင် Thomas Erikson ရဲ့ Surrounded by Idiots စာအုပ်ကအနီအဝါအစိမ်းအပြာဆိုတဲ့အယောင်လေးမျိုးသုံးပြီးလူတွေရဲ့အပြုအမူကွဲပြားပုံကိုရှင်းပြတယ်ဟုတ်ကဲ့ဒီလိုကွဲပြားမှုတွေကိုနားလည်ခြင်းအားဖြင့်တရုတ်နဲ့တရုတ်ဆက်ဆံရေးမှာအထင်လွဲမှားမှုတွေရော့ကျပြီးပိုပြီးထိရောက်အကျိုးရှိတဲ့နီးလန်းတွေနဲ့ဆက်ဆံနိုင်မှုကူညီပေးနိုင်တယ်ဆိုတာပါပဲအရေးကြီးတာဒါလူတွေကိုတစိတ်ကပ်ဖို့မဟုတ်ပဲနားလည်မှုတိုးပွားစီဖို့ရှုထောင်တစ်ခုအဖြစ်သုံးဖို့ပါပဲဟုတ်ပါတယ်နောက်ဆုံးအနေနဲ့စဉ်းစားစရာတစ်ခုတင်ပြခြင်းပါတယ်ဒီစာအုပ်ရဲ့ခေါင်းစဉ်ကိုပြန်ကြည့်အောင် Surrounded by Idiots ကိုပတ်ဝန်းကျင်မှာအယူတွေချေပဲကျွန်တော်တို့အများစုဟာကိုနဲ့မတူတဲ့ကိုနားမလည်နိုင်တဲ့အပြုမှုလုပ်တဲ့သူတွေကိုစိတ်ထဲကနေအယူပဲလို့သတ်မှတ်လိုက်မိတတ်ကြတယ်ဒီနေ့ဆွေးနွေးခဲ့တဲ့အယောင်တဲ့အကြောင်းကိုပြန်စဉ်းစားကြည့်တဲ့အခါဟုတ်ကဲ့ကိုပေါ်ရတဲ့ကကိုအယူလို့ထင်နေတဲ့သူတွေဟာတကယ်တော့ကိုနဲ့မတူတဲ့အယောင်တစ်မျိုးမျိုးဖြစ်နေနိုင်မလားသူတို့ဟာအနီးရောက်မှုလို့စိတ်မရှည်တာလားအဝါရောက်မှုလို့စကားများတာလားအစိမ်းရောက်မှုလို့ဆုံးဖြတ်ချက်မပြတ်သားတာလားဒါမှမဟုတ်အပြာရောက်မှုလို့အသေးစိတ်လွန်နေတာလားစဉ်းစားစရာပဲသူတို့နဲ့ဖြစ်နိုင်ရှိတဲ့အယောင်ကိုနားလည်ဖို့ကြိုးစားခြင်းကအဲ့အယူဆိုတဲ့မြင်ကိုရောသူတို့နဲ့ဆက်ဆံတဲ့ကိုယ့်ရဲ့ချင်းကပ်ပုံကိုပါဘယ်လိုပြောင်းလဲသွားစေနိုင်မလဲဒါလေးကိုဆက်ပြီးတွေးကြည့်ဖို့အကြံပြုချင်ပါတယ်